မင်္ဂလာပါရှင်အမရာ YouTube channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှေ့မှာတော့ network နဲ့ပတ်သက်ပြီးတော့ career တွေသိသွားပြီကိုယ့်အတွက် development ဖြစ်ဖို့အတွက်လည်းကိုကဘယ်လိုလမ်းကြောင်းတွေရှိလဲဘာတွေလေ့လာမလဲသိသွားပြီဆိုရင်တော့ job career နဲ့သွားဖို့အတွက်အခုပြပြပေးချင်တာတော့ဒီ website တွေမှာကိုကဘယ်လို skill လိုရလဲကိုယ့်ရဲ့ requirement အရာဘယ်လိုမျိုး job role တွေကိုကိုက apply လုပ်လို့ရလဲဆိုတာကိုပြပြပေးချင်ပါတယ်အဲဆိုရင်တော့အခုဒီမှာပြထားတဲ့ဒီ website တွေရဲ့ရှိရအောင်ကျွန်တော်တို့သွားပြီးတော့ကြည့်လို့ရပါတယ် job career website ထဲမှာဆောနာပြထားတဲ့ website ထဲမှာအခု my career future ပေါ့နော် my career future တော့ဒီ website ထဲကိုသွားကြည့်အောင်အဲဒါ network engineer အနေနဲ့သွားရှာလိုက်တဲ့အခါမှာအလုပ်ခေါ်တဲ့ဟာကြီး774 job တွေတွေ့နိုင်တယ်ပြီးရင် job in Singapore ပြီးရင်နောက်တစ်ခုကဒီ salary.com နောက်တစ်ခုက Cisco ပေါ့နော်Cisco career နေပြီးတော့ခေါ်ထားတယ်ဒီကျွန်တော်ကဘာလုပ်လို့ရလဲဆိုရင်သွားပြီးတော့ကြည့်လို့ရပါတယ်ဒီ website ထဲမှာ Okay အဲဒါဆိုကျွန်တော်တို့ networking နဲ့ပတ်သက်ပြီးတော့ဒီ network engineer အနေနဲ့ကျွန်တော်ရှာလိုက်တဲ့အခါမှာ network engineer အနေနဲ့သူ့ရဲ့ပေးထားတဲ့ salary ကျွန်တော်တွေ့ရလိမ့်မယ်ကျွန်တော်ဒီထက်ကိုတစ်ချက်ဝင်ကြည့်လိုက်မယ်ပေါ့နော်အဲဆိုဒီ network engineer အနေနဲ့ခေါ်ထားတဲ့ company ရှိရသူ့ရဲ့ role and responsibility ကသူကဗာလဲlayer 1ဒီ networking engineer အနေနဲ့သူလုပ်ရမယ် layer 3 network engineer ပေါ့နော် on site ပေါ့သူမှခေါ်ထားတဲ့ apply နဲ့သူ့ရဲ့ responsibility မှာကျွန်တော်တို့တွားကြည့်အောင်သူဘာတွေလုပ်ရမလဲလို့ပြောရေးသူဒီ layer 3 network engineer procedure provide လုပ်နိုင်ရမယ်ပြီးရင် monitor network လုပ်နိုင်ရမယ်ပြီးရင်ဒီ trouble shooting တွေပြီးရင်တော့ cognitive တွေပြီးရင်ဒီ implementation တွေပေါ့နော်ဒါတွေနဲ့ပတ်သက်တဲ့ process တွေကိုလုပ်နိုင်ရမယ်လိုအပ်တဲ့ဒီ requirement ဆိုတော့ကျွန်တော်ရှေ့မှာပြောခဲ့တဲ့ basic ပေါ့နော် fundamental knowledge TCP/IP ဆိုတာဘာလဲ routing switching ဘိုင်းတွေဒါတွေသိဖို့အတွက်လိုအပ်တယ်ပြီးတော့ကျွန်တော်ပြောထားသလိုပေါ့သူက prefer skill အနေနဲ့သူကဘာတွေလိုအပ်လဲလို့ပြောရင်ကိုမှဒီ network နဲ့ပတ်သက်ပြီးတော့အတွေ့အကြုံတွေ knowledge တွေ skill တွေဒီ technology ဘက်ကstrong ဖြစ်ပြီးတော့ညာလဲသူကဒီဘာလုပ်လဲဆို prefer skill အနေနဲ့ဆိုရင်เนาะ CCNA ဒါမှမဟုတ်ရင်ဒီ firewall certification တွေပေါ့ဒါမျိုးတွေကတော့သူတို့ requirement ရလိုအပ်တယ်ဆိုတာရှိနိုင်ပါတယ်အဲဆိုဒီမှာကတော့ရှာပြထားတော့ဒီ network engineer တယောက်အနေနဲ့သူ့ရဲ့လိုအပ်တဲ့ requirement တွေရယ်သူ့ရဲ့ payment တွေရယ် role and responsibility ပါအဲဆိုကျွန်တော်တို့ကိုလိုချင်တဲ့ role alike ကိုကျွန်တော်ကဒီ website တွေမှာမလုပ်လို့ရလဲဆိုရင်လေ့လာလို့ရပါတယ်အဲဆိုကို့မှာ best case ရှိနေပြီ best case ရော apply လုပ်ဖို့ SK နဲ့သူ apply လုပ်လို့ရပြီလားတကယ်လို့မရသေးဘူးဆိုရင်တော့ကို့မှာ lower desk ကြီးထပ်ဖြည့်ဖို့အတွက်ကလည်းဒီ website တွေထဲမှာသွားကြည့်ရင်းနဲ့လည်းကိုယ့်ရဲ့ lower desk ကြီးကိုဖြည့်စည်းရင်းနဲ့ကိုလိုချင်တဲ့ career အတွက်ကိုအရောက်သွားနိုင်ပါလိမ့်မယ်ရှင်ဒီနေ့ပေးစေခြင်းတဲ့ဒီ message လေးကတော့ network career development အနေနဲ့သွားစေခြင်းဒီအခုပေးထားတဲ့ဒီ website တွေ link တွေထဲမှာသွားရှာပြီးကြည့်လို့ရပါတယ်အဲဒါကျွန်တော်တို့နောက်ထပ်ဗီဒီယို tutorial ဗီဒီယိုတွေမှာလည်းထပ်ပြီးတွေ့ဆုံကြပါမယ်အားလုံးနားထောင်ပေးရတဲ့အတွက်လည်းကြည့်ရှုပေးရတဲ့အတွက်လည်း thank you ပါ